1389ခုနှစ်တစောင်းပေါင်းလာပြီကျော်9ရက်လိုင်းအနီထန်သည့်ဒတိုင်းမသွေမှန်သည့်မောင်ဆိုင်ဝေယံ BSc Chemistry Diploma and Marketing Management ကြီးရွှင်မနှောစိတ်သဘောဖြင့်ပညာပြည့်ဝရှုတိုင်းလှသည့်တမဂုံဆောင်ဒေါက်တာအေးမြတ်ပိုင်လက်ထံမင်္ဂလာသဘင်မှာဘိသိက်တော်10ပါးရှိသည့်နဲ့အမျက်ဆုံးသောဩရာပတ်တိတ်ကိန်းအဘိဓေကသဘင်စင်ရင်ဆောင်ရွက်မှာဖြစ်တဲ့အတွက်အိမ်ကြောင့်နီလာရွှေရတနာဖြင့်မင်္ဂလာထွတ်မြတ်စီချဲအပ်တဲ့လက်စွပ်မင်္ဂလာဝိစင်ကားဖြင့်ရာသက်လုံးတိုင်အပြုံးချင်းပြန်၍ငင်းခိုင်တစ္ဆာချစ်မြတ်တာသည်ရာသက်လုံးတိုင်ရဲပါစေသောရာသက်လုံးတိုင်ငဲစေသော